ကတော်ထဲမှာအလွန်မတန်ကြီးမားတဲ့လက်ပံမင်းကြီးတစ်ပင်ရှိခဲ့တယ်။အဲ့ဒီလက်ပံမင်းကြီးမှာပွင့်ငိမ်ရောက်လို့ပွင့်လာတဲ့အခါတပင်လုံးရဲရဲနီးနေတာပေါ့။ဒီနေ့မှာတော့အဲ့ဒီရဲရဲနီးပွင့်နေတဲ့လက်ပံမင်းကြီးအောက်ကိုမြေခွေးတစ်ကောင်ရောက်လာခဲ့တယ်။အဲ့ဒီမြေခွေးကလက်ပံမင်းကြီးအောက်ကိုရောက်တဲ့အခါမှာအပင်မော်ကိုမော့ကြည့်လိုက်တော့ရဲရဲနီးနေတဲ့လက်ပံမွတ်တွေကိုမြင်လိုက်ရတယ်။အဲ့ဒီအခါမြေခွေးကလက်ပံမွတ်တွေကိုလက်ပံဘောလို့မမြင်မဲနဲ့အသားတစ်တွေအသားတုံးနေလို့မြင်လိုက်တယ်။ဟာပွားတာပဲ။ဒီပင်မော်မှာအသားတစ်တွေအများကြီးအသားတုံးတွေအများကြီးပဲ။ငါဘာမှလှုပ်เสียမလို့တော့ဒီအသားတစ်တွေကြလာရင်အသားကောက်စားလိုက်ရုံပဲဆိုပြီးတော့လက်ပံမင်းကြီးဘောကိုမော့ပြီးမျောနေခဲ့တယ်။မကြပါဘူးလက်ပံမွန်လေးတဝန်းကျွေးကြလာတယ်။အဲ့ဒီအခါမှာမြေခွေးကဟောအသားတိတိတော့ကြလာပြီအသားတုံးတုံးတော့ကြလာပြီဆိုပြီးတော့ပြေးဟပ်လိုက်တယ်။ဒါပေမဲ့ပါဇက်နဲ့ထိတဲ့အချိန်မှာအသားတိအသားတုံးမဟုတ်မှသိလိုက်တယ်။ဟာဒါကတော့အသားတစ်မဟုတ်ဘူးပဲဘာကြီးမှမသိဘူး။ဒါပေမဲ့ဒါကအသားတစ်မဟုတ်ပေမဲ့အပင်ပေါ်မှာနီရဲရဲတွေကတော့အသားတစ်တွေပဲဆိုပြီးတော့ဆက်ပြီးတော့ပဲမော့ပြီးမျောနေခဲ့ပြန်တယ်။မကြခင်နောက်တစ်번ကြွေကြလာလိုက်ပြေးကောက်လိုက်မဟုတ်သေးဘူးဆိုပြီးတော့ထိုင်းဆောင်လိုက်နဲ့နောက်တစ်ခါကျွေးလာမယ်အပုံကိုမျောလိုက်နဲ့အဲ့ဒီမြေခွေးဟာအဲ့ဒီအပင်အောက်မှာပဲအစာပြတ်ဆင်းရဲဒုက္ခရောက်သွားရတယ်။အကြိမ်များစွာကြွေကြနေတာတော့အသားတစ်မုံမှမသိခဲ့တာကတော့ညံလွန်းပါတယ်။အလောင်းစားဆိုတာလဲအဲ့လိုပဲလို့မြင်တယ်။အလောင်းစားသမားတွေဟာအလောင်းစားဆိုတဲ့လက်ပံပင်ကြီးအောက်ရောက်လာတဲ့အခါတစ်ဖက်လူလက်ထဲမှာရှိနေတဲ့ပက်ဆန်တွေကိုငါရမှာလို့ထင်ပြီးတော့မျောလင့်ပြီးအလောင်းစားတွေလောက်ကြတယ်။ချဲထိုးတဲ့လူပဲဆိုကြပါစို့။ချဲတစ်ခါထိုးလိုက်တယ်။ချဲမထွက်မချင်းလက်ပံပင်ပေါ်ကလက်ပံမွန်းတွေကိုမော့အကြည့်မျောနေတဲ့မြေခွေးလိုဒီတစ်ခါကြလာခဲ့ရင်တော့စားရတော့မယ်ဆိုပြီးတော့မျောလင့်ချက်တွေနဲ့ပေါ့။ဒါပေမဲ့ချဲထွက်တဲ့နေ့ကျတော့မပေါက်တဲ့အခါလွဲသွားတဲ့အခါဟာဒါကတော့အသားတည်းမဟုတ်သေးဘူးအပင်ပေါ်မှာရှိနေသေးတဲ့နီရဲရဲတွေကတော့အသားတည်းလို့မျောနေတဲ့မြေခွေးလိုနောက်တစ်ပတ်နောက်တစ်ခါတော့အပိုင်ပဲဆိုပြီးတော့ဒီအလုတ်ဒီစိတ်ကူးဒီမျောလင့်ချက်နဲ့အလောင်းစားအပင်အောက်ကမထွက်နိုင်ကြဘူးဒီတစ်ခါမဟုတ်သေးလေနောက်တစ်ခါဘောဆိုတာမျိုးနဲ့ဘယ်နှခါကြွေကြနောက်လက်ပံမွန်ကြီးဖြစ်နေပေမဲ့လေနောက်တစ်ခါတော့အသားတည်းဆိုတဲ့မျောလင့်ချက်နဲ့စောင့်နေရင်ဒီအလောင်းစားလောင်းရိပ်ကနေမထွက်နိုင်ခဲ့ကြဘဲနဲ့ဘဝမှာဆင်းရဲဒုက္ခတွေရောက်ကြရတယ်လက်မမော့ကိုအသားတည်းလို့ထင်းပြီးမျောနေတဲ့မြေခွေးအိုလိုဒိုင်းလက်ထက်ကငွေကိုငွေလို့မျောနေတဲ့အလောင်းစားသမားတွေဟာဘဝမှာအစင်းမပြေနိုင်ဘူးတခါတလေပေါက်လို့ရတဲ့ငွေဟာလဲလက်ပံမင်းမုံမှာငှက်သေးစာသေးလေးတွေကြလာလို့တခါတလေစားရနိုင်တဲ့မြေခွေးလိုပါပဲသူ့အတွက်အစာမဝနိုင်ပါဘူးဒီလက်ပံမင်းကြီးအောက်မှာပဲအမြဲမျောနေတဲ့မြေခွေးဟာအပြင်မှာဘယ်နေရာဘယ်လိုအစာရှာရမယ်ဆိုတဲ့အသည့်တွေရောစွမ်းအားတွေရောကြာရှုံးကုန်ရတယ်လို့အလောင်းစားသမားတွေဟာလည်းဒီအလောင်းစားချဲထိုးမှုတွေပေါ်မှာပဲချဲထွက်လိုက်ချဲတွက်လိုက်ကို့ဘဝရဲ့ဒလန်ကိုလှုပ်တင်တာစီကိုရှာကြံဖို့စိတ်မကူးတော့ပဲဒီအလောင်းစားတွေကပဲစိတ်ကမထွက်နိုင်တဲ့အတွက်အတိတုံးပညာတုံးနဲ့ဖြစ်ပြီးဘဝပါတုံးသွားကြရတာကများတယ်ဘုရားကလည်းပဲအဋ္ဌိဒုဒ္ဒမိမလိုက်စားသူသူရာဒုဒ္ဒအတောက်စားကျူးသူအခဒုဒ္ဒအလောင်းစားကျူးသူပါပမိတ်တာပါပသဟာယပါပတံပွန်ကမိတ်ဆွေရုပ်ရှိသူတွေဟာမချမ်းသာနိုင်ဘူးမကြည်ဝမတိုးတက်နိုင်ဘူးလို့ဖိတ်ထားခဲ့တယ်ဒါကြောင့်တိုက်တွန်းခဲ့ချင်တာကတော့အဲ့ဒီအလုပ်ဟာဘဝအတွက်အာမခံရှိတဲ့အလုပ်လည်းမဟုတ်ပါဘူးချဲထိုးသူအများစုဟာလည်းအဆင်ပြေတိုးတက်ပြီးချမ်းသာနေတဲ့သူဆိုတာမရှိသလောက်ရှားပါလိမ့်မယ်10ယောက်တယောက်ရှိတယ်ဆိုရင်တောင်အဲ့ဒီတယောက်ကိုဖြစ်နိုင်တယ်လို့စိတ်ကူးရနိုင်သေးပေမဲ့ချဲထိုးတဲ့လောင်းကစားမှုကြောင့်ချမ်းသာလာတာ10ယောက်တယောက်လည်းမတွေ့ရသလိုတရွာတယောက်လည်းမတွေ့ရဘူးတမျိုးတယောက်တောင်လွယ်မယ်မဟုတ်ပါဘူးအဆိုးဆုံးစိတ်မကောင်းစရာကတော့ချဲထိုးလို့မွဲသွားတာထက်
ကိုယ်စိတ်ဓာတ်တွေပျက်စီးပြီးမလှုပ်ချင်မကန်ချင်တဲ့စိတ်ကူးရင်သမားဖြစ်ပြီးတော့စိတ်ဓာတ်ပျက်စီးသွားသူဖြစ်ရတာဟာဘဝမှာချဲမပေါက်တာတဲ့ပိုနစ်နာပါတယ်။နောက်ဝန်းကျင်ကလည်းကိုယ်အစင်မပြေလို့ဆင်းရဲကျင်တော့မကူညီချင်ကြတော့အဲ့ဒီသူကချဲသမားရှိသမျှပက်ဆံချဲထိုးပြစ်နေတာပဲဆိုပြီးတော့မကူညီမထောက်ပံ့မပေါင်းကျင်မသိညင်ကြတော့ဘူး။ဒါကြောင့်ဒီကုန်းကျိုးပြောရရင်အဲ့ဒီအလုပ်ဟာဘဝအတွက်ဘယ်လိုမှအဆင်မပြေပါဘူး။အဲ့ဒီအလုပ်ဟာကိုယ်စိတ်ဓာတ်ကိုယ်တန်ဖိုးတွေကိုလည်းကိုယ်တိုင်ဖျက်ဆီးနေတဲ့အလုပ်ဖြစ်တယ်။နောက်ကိုယ့်ရဲ့တန်ဖိုးကိုကိုယ့်ရဲ့ဝန်းကျင်ကလည်းချပြီးတော့မြင်ပြီးတော့အထင်သေးအမြင်သေးဖြစ်ကြတယ်လို့ပြောကြရင်းနဲ့ဒီကုန်းချိုးလိုက်ချင်ပါတယ်။